ညီမမင်္ဂလာပါဆိုတော့ channel ကနေပြန်လည်ပြောရကျွန်တော်ကိုင်းဖြစ်ပါတယ်ညီတို့ဒါမနေ့ကကိုင်းဒါလေးသင်းမောင်းရွေးချယ်ပေးတာပေါ့နော်တပွဲပဲဒါ Newcastle body လေးပဲအဆင်ပြေဖြစ်သွားလိမ့်မယ်ကိုင်းအိုင်ပွဲတော့ပထမတော့ကိုင်းဒါဂိုးဘော်လေးတော့ကြိုက်တယ်ပါဒါပေမဲ့ဟာ Newcastle ဝေးခွင့်ရနေလေကြီးဟနေတဲ့အတွက်ကြောင့်ဒါ Newcastle 9လောက်မယ်တေလောက်9လောက်ကိုင်းကြိုက်လို့ဒါ Newcastle body ကြပါတယ်ပေါ့နော်ကျန်တဲ့3သင်းဆင်ပြေပါတယ်နော်ဟို BBK ဆင်ပြေလိမ့်မယ်ပြီးရင် Napoli ကိုရောက်သွားပါတယ်ပြီးသွားရင်နောက်တစ်ပွဲ Dortmund body ဆင်ပြေလိမ့်မယ်ပေါ့နော်ဒါဆို Newcastle ပွဲတော့ဒါမာစီးယားနိုင်ဝိုင်းပြောလို့ရတယ်ပေါ့နော်ကိုင်းတို့ဒါဒီနေ့ဒါလို့တို့ရှင်မဲ့သွားရမယ်လေးနေမောင်းခဲ့နော်ပထမဆုံးမှကြာတေကန် channel join ထားပေးပါ channel လေးလေးဒီဗီဒီယိုရဲ့ comment လေးမှာချထားပေးပါနော် channel လေးကို join ထားဖို့မမေ့ပါမနေ့ကဒါတေကန် channel မှာကိုင်းဒါနှစ်ပွဲရွေးချယ်ပေးခဲ့နော်တပွဲကောင်းဒါချက်စီတပွဲဒါနောက်ကျပွဲထုတ်ပေးခဲ့တယ်အစောပွဲကို BBK ထုတ်ပေးခဲ့တယ်ပေါ့နော်နှစ်ပွဲလုံးဒါအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်ကိုင်းတို့ဒါလေးလေးဆိုလို့တို့ရှင်မဲ့သွားမယ်နော်အစောပွဲမူနာကိုနဲ့ဟွာပေါ့နော်ပါဖိုနဲ့မူနာကိုလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့ဒါဝေခွင်းမူနာကိုကနေတလုံး-10လောက်ပေးထားတယ်ကိုပေါင်းလေး3လုံး +35ဒါညီတို့ဒီထားမိလိမ့်မယ်ဒါပါဖိုကဒါဒီနေ့ဒါချန်ပီယံလိကိုဒါကန်လာတဲ့တင်ကျွန်တော်ကိုင်းတို့ဒါဒီချစ်စစ်ပွဲတွေမှာဒီကောင်းဟိုနည်းနည်းလေးလာမိရပေါ့နော်ပါဖို့တော်တော်လေးကောင်းပါအိမ်ကွင်းအရန်ကောင်းတဲ့ထဲမှာတော့ပါတယ်နော်ဘိုင်မြူနစ်ကိုဒါမသက်တာလို့ဒါသူအိမ်ကွင်းမှာဒါဂိုးပြက်ရှုံးတာပဲရှိတယ်ကျန်တဲ့ပွဲစဉ်တွေဒါအိမ်ကွင်းမှာပီရာရီရေးလို့အတင်းမျိုးနိုင်အောင်ကန်ထားတယ်ပြီးွားရင်ဒါဟိုကန်ရဲ့အိမ်မာဒီလို့ဒါဇီဇီလို့တေးကြထားတယ်ပေါ့နော်ဒါပါဖို့ကပြောမယ်ဆိုရင်တော့အိမ်ကွင်းတကယ်ချန်ပီယံလိမှာအင်္ဂလိပ်ရန်ကောင်းတဲ့အတင်းလို့ပြောလို့ရတယ်ပေါ့နော်မူနာကိုလက်ရှိပေးထားတဲ့ body ဈေးကဒါပါဖို့ကိုဒီထက်တော့ဟိုပေးလို့ရတယ်ပေါ့နော်တလုံးမိုင်းနဲ့50လို့60လို့ပေးတာတလုံး100ဒါမူနာကိုဘူကီနီနဲ့1 0လောက်တော်တယ်ပေါ့ဂိုပေါင်းသေး3လုံး +35ထွက်နေတဲ့အတွက်ကြောင့်ဒါမူနာကို2ကိုပြတ်ဖို့အတွက်တော့ဒါမနေ့ကန်မယ်လို့ဒါတွက်ထားကုန်တော့ရတယ်ပေါ့ကိုင်းရတော့ဒီပွဲကိုဒါအင်ရှင်းပါဖို့ body လေးကြိုက်ပါနော်ဒုတိယတစ်ပွဲကကိုင်းရွေးထားတဲ့ပွဲက Etico နဲ့ Inter Milan ပေါ့နော်လက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့ Etico တေမိုင်းနဲ့20ဂိုပေါင်းသေး3လုံး +100နီးပါးပေးထားရမှာနော်ဒီပွဲကဒါဟိုဂေါ်ဈေးတန်းပွဲတွေပါပဲเนาะဒီ Etico လို့ဒါဒီ Inter Milan လို့တွေ့ဆုံမှုဒီမှာဆိုအများတန်းဂိုးအောက်ထားတော့ရှိတယ်ကိုကြီးဒီနေ့မှာဒါ Inter Milan အမှတ်မလို့ဒါအမှန်တမ်းပြောတာပါအမှတ်မလို့ Etico အမှတ်တော့လိုနေတယ်ဒီဟိုအမှတ်လိုအပ်ချက်တော့ရှိရပါเนาะဒါကြောင့်ကိုကြီးကတော့ဒါအိမ်ရှင် Etico ဖွင့်ထားတဲ့ဈေးလေးကိုကြိုက်တယ်တေမိုင်းနဲ့20ဒါ Etico နိုင်လိုက်မဲ့ဈေးလေးလို့ထင်နေမှာနော်ကိုကြီးဒါကြောင့် Etico body လေးရွေးချက်ပေးပါတယ်နော်တတိယတစ်ပွဲကတော့ဒါ PSG နဲ့ Spa လက်ရှိပေးထားတဲ့ body ဈေး PSG ဘက်ကတလုံးမိုင်းနဲ့48ဂိုးပေါင်းရင်3လုံး +30ပေးထားရပါတော့ဒီနေ့တည်းကတော့ဒါညိုတို့တည်းတဲ့အတိုင်းဒီ Champions League ဖလားပိုင်ရှင်နဲ့ Europa League ဖလားပိုင်ရှင်ကန်နဲ့ဒါ UEFA Super Cup မှာဒါဟို Spa တင်းနေနဲ့ကဒါ penalty ဆုံးဖြတ်နဲ့ဟိုလွတ်ခဲ့ရတယ်ပေါ့နော်ဒီ Super Cup ဖလားကိုလွတ်ခဲ့ရတယ် PSG ကတော့ရသွားပြီပြောလို့ရပါပေါ့နော်ဒီနေ့ကဒါပြောမယ်ဆိုတမိုင်းကျွေးတော့ရှိရပေါ့ဒီနေ့မှဒါ Champions League တွေ့ဆုံမှုဆိုတာတမိုင်းကျွေးစမ်းမဲ့အနေထားမျိုးတော့ရှိရပေါ့နော်ကိုကြီးဒီနေ့ပွဲတော့ဒါ body ရှောင်လိုက်ပါတယ်နော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဂိုးပေါင်းဒီ3လုံး +30ဒါဝေကွင်း Spa ဒါဂိုးလေးရနိုင်မယ်လို့ဒါညှော်လင်းပုံရရပေါ့နော်ပုံမှန်ဆိုရင်တော့ဒါဂိုးမရရင်တော့3လုံး ဟို50 60 80 80ဒီလိုဝင်းကြီးလေးလာမှာမနော်ခု3 + 30ကဒါ3လုံးလောက်တော့ရောက်မယ်ဒါဘူကီနီတွက်ထားတော့2-1လောက်ကိုတွက်ထားပုံတော့ရနော်ကိုဒါကြောင့်ဒီပွဲလေးကိုတော့ဒါဂိုးပေါင်းအပေါ်လေးကြိုက်ပါနော်နောက်ဆုံးပွဲ Sporting Lisbon နဲ့ Club Brugge လက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့ဒါ Sporting Lisbon ဘက်ကတလုံးမိုင်းနဲ့24ဂိုးပေါင်းသေး3လုံးမိုင်းနဲ့16ဒီပေးထားတော့ဂိုးပေါင်းသေးဒါပြင်းတဲ့ပွဲလို့ပြောလို့ရတယ်နော်လက်ရှိဒါ Sporting ဒါပုံမှန်ဒါ1 plus ကနေဒါနည်းနည်းလေးစီထပ်တက်သွားလို့ပြောလို့ရတယ်ပေါ့နော်1 plus ပပလေးဖွင့်နေ1D 1D ရမှာ1 minus ထိတက်လာတဲ့ပုံရတယ်ပေါ့နော်ကိုရဒါရဲလက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင် Sporting အနေနဲ့ကအင်ကွင်းတော့ဒါကောင်းတဲ့ထဲမှာရှိရပါတော့မာစီကိုဒါ2-1နိုင်ထားတယ်ပြီးွားရင်ဒါကာရက်အမာဒီကို4-1နိုင်ထားရပါတော့ကျန်တဲ့ဒါပွဲစဉ်တွေမှာဆိုရင် Sporting အနေနဲ့ဒါ Champions League မှာတော်တော်လေးဒါခြေစမ်းလေးပြနေရတော့ရှိရပါတော့နောက်ဆုံးပွဲစဉ်မှာဆိုရင်ဒါဂျူပင်လို့ဂျူပင်ရဲ့ကွင်မှာ1-1တေးကြအောင်ကစားနိုင်တယ်ပေါ့နော်လက်ရှိဒါဟို Club Brugge ကဒါဘာကာကိုဒါအင်ကွင်းမှာ3-3တေးကြတာတယ်ပြီးွားရင်ဒါဝေကွင်းမှာဆိုရင်တော့ဘိုင်မြူနစ်ကိုဒါဂိုးပြတ်ရှုံးတာတော့ရှိတယ်ပြီးွားအတက်လန်တာ2-1ရှုံးတာရှိရပါတော့ကိုဒီနေ့ပွဲရတော့ဒါကိုဒါ Sporting Lisbon ကိုကြိုက်ပါနော် Sporting Lisbon ဒါနိုင်မဲ့ဈေးတန်းလေးတော့ထင်တယ်ပေါ့နော်ဒါ2-0တော့တွက်လို့ရတယ်1 မိုင်းနဲ့20လောက်ဖွင့်ထားတယ်မလို့ကိုပေါင်းသေးလေးဒါပြင်းထန်တဲ့အတွက်တော့ဒါ2-0 3-1လို့ဖြစ်နေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကိုရတော့ဒါဒီပွဲလေးကိုတော့ Sporting Lisbon body လေးရွေးချက်ပေးပါနော်ကိုလို့ဒါပြန်ပြောပေးမယ်နော်ညီကိုတက်လေးတင်ပါဖိုနဲ့မိုနာကိုပါဖို body ကြိုက်ပါတယ်ပြီးရင်ဒုတိယတစ်ပွဲ Etico နဲ့ Inter ပွဲလေးကိုတော့ကိုရင်ဒါအင်ရှင်Etico body ကြိုက်ပါတယ်နော်ပြီးတော့ PSG နဲ့ Spa ပွဲစဉ်မှာဆိုရင်တော့ဒါဂိုးပေါင်းအပေါ်လေးကိုကြိုက်ပါတယ်ပြီးတော့ Sporting Lisbon နဲ့
club လူကပွဲစီမှာဆိုရင်တော့ကိုင်းဒါ Sporting Lisbon body လေးကြိုက်ပါညီကိုလေးလည်းဒါမောင်းပေါက်ပါစေစင်ပြပါစီလို့စတောင်းပေးပါတယ်နော်ကိုင်းလာမနေ့ကတော့ဒါတသိန်းလေးစင်မပြေဘူးဖြစ်သွားတယ်ပေါ့နော်ကိုင်းရောအားပေးလဲဒါညီကိုလေးတေကန် channel လေး join ပေးပါနော်ဒီ video comment လေးမှာခြာထားပေးပါနော် channel လေး join ဖို့လည်းမမေ့ပါနဲ့နော်ကိုင်းတို့ဒါနောက်နေ့ဒါယူရိုပါလိပေါ့နော်ယူရိုကွန်ဖိုင်းလိပွဲစဉ်မှာညီကိုလေးပြန်ပြီးဆုံးပါအောင်မယ်ကိုင်းရောအားပေးလဲဒါ Facebook က TikTok က YouTube ကညီကိုတောင်ရက်တွေမှာလည်းအားလုံးဒီညပဲနှုတ်ဆက်လိုက်ပါတယ်